ကဲလို့ society တဲ့ဝင်ဖို့မလိုအပ်ဘူးဆိုလို့ရှိရင်မဝင်ပါနဲ့ okay ဘာကြောင့်ဒီလိုမျိုးပြောရလဲဆိုတော့လူတိုင်းကသူတို့ရတဲ့ resource တွေလည်းမတူဘူးသူတို့ရရှိတဲ့ဒီနောက်ခံ background တွေလည်းမတူခွက်ကြတော့ဒီကံကြမ္မာလို့ပြောရမှာအဲ့ဒါလည်းမတူဘူးဆိုတော့ကိုကဒီမျိုး society တဲ့ဝင်ပြီးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူများကိုအားကြမယ်သူများအောင်မြင်တာကိုကြည့်ပြီးတော့ငါဘာလို့မအောင်မြင်ရတာလဲဆိုတော့တွေးမယ်တရားမှာ69ရာကတော့အဲ့လိုတွေးတတ်တယ်ဆိုတော့အဲ့တော့ကိုယ့်ကို depression တွေဖြစ်မယ်ဆိုတော့can be who you are ဖြစ်သွားတာပေါ့ကိုယ့်ကိုမဖြစ်နိုင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်လာတယ်တကယ်လို့ကိုမိဘအလုပ်လေးနဲ့ပဲလုပ်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်ကိုယ့်ကိုစားနိုင်တောင်းနိုင်တယ်ဆိုလို့ရှိရင်အောင်မြင်ဖို့မလိုအပ်ရင်မလုပ်ပါနဲ့အောင်မြင်ဖို့အတွက်ပြင်ပန်းလို့ပါဒါပေမဲ့ကိုကအောင်မြင်ခြင်းနဲ့ဆိုတော့ကိုယ့်ရဲ့အထိပ္ပယ်မှာအဆန်နေအများကြီးရှိနေတာဒါမှမဟုတ်လို့ရှိရင်အရန်ကြီးကိုချမ်းသာခြင်းနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းရန်ကိုပညာတတ်ခြင်းနဲ့ဒါမှမဟုတ်လို့ရှိရင်ဥမာအာကတိုင်းမှုလို့ဖြစ်ခြင်းနဲ့တိတ်ပညာရှင်ဖြစ်ခြင်းနဲ့ဆိုရင်တော့လုပ်ပါသူကအရာအလုံးကတော့သူ့ဟာနဲ့သူထိုက်တန်တာရှိရလူတိုင်းကလွယ်ကူမနေဘူးပြောချင်တာဒီအားလုံးကတော့ပုံစံပေါင်းစုံနဲ့ရုန်းကန်နေရတာပဲတချို့သောလူတွေဆိုလို့ရှိရင်ဒါပညာရေးကောင်းကောင်းမရတဲ့အတွက်သူတို့တွေကဒီလိုမျိုးပေါ့ငွေဘယ်လိုရှာမလဲမသိဘူးနောက်တစ်ခုကကျတော့သူတို့ပညာဘယ်လိုရှာမလဲမသိဘူးအဲ့တော့ပြင်ပန်းရတယ်အဲ့လိုပဲတချို့တွေကြတော့လည်းချမ်းသာတယ်ဒါပေမဲ့ပြင်ပန်းတာပဲလူတွေအများကြီးကိုအချို့ရတယ်ဒီပတ်စံရဖို့အတွက်လောက်ကင်ရတယ်လူတိုင်းကသူ့ရဲ့ပေးဆက်မှုတွေနဲ့သူ့ရဲ့ဒါအဲ့လိုမျိုးပေါ့အခက်အခဲတွေနဲ့ရှိတယ်အဲ့လိုဆိုကိုဘွားကဒီတိုင်းနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်ကိုပဲနေပါနောက်တစ်ခုကတော့အဓိကအပြင်ကတန်နေနားမထောင်နဲ့ပေါ့အပြင်ကတန်နေကတော့ပြောလိမ့်မယ်ဘာလို့မအောင်မြင်သေးရလဲဘာလို့အခုထိဘလို့ဖြစ်နေညာလို့ဖြစ်နေလဲပြောလိမ့်မယ်အဲ့ဟာကိုလုံးဝနားမထောင်ပါနဲ့အဲ့လိုဆိုတာရင်အခုစံပြောနေရတွေကလည်းစံပြောနေရလဲမှန်ချင်းမှလည်းမှန်ပါတော့နော် 100% မယုံပါနဲ့ဘယ်သူမှစံကိုလည်းယုံစရာမလိုပါဘူးကိုယ့်ရဲ့အမြင်မှာပဲဒါတခုကိုအားပေးချင်တာကတော့ just be who you areကိုယ်တိုင်ပဲကိုဖြစ်ပါကိုမေးကိုပါဖြစ်ချင်တယ်ပေါ့ဒါမှအဲ့လိုမျိုးအဖြေမထုတ်ဘူးဆိုလည်းမေးမနေနဲ့ဒီတိုင်းလေးပဲရှင်တန်လိုက်ပါဘာလို့ဆိုတစ်ချိန်ပဲရမှာမဟုတ်လို့ပါဘိုးကဘာလို့ဆို Sam ကalmost die ပေါ့တေကန်နီးထိဖြစ်သွားခဲ့တယ်လုံးဝဟိုဘာလို့တေရွာပြန်လို့ဖြစ်သွားတယ်လို့သိသွားတာအဲ့ဒီသိသွားပြီးတော့မှတော်တော်များများအမြင်မှန်ရခဲ့တာပေါ့အဲ့လိုဆိုတော့ဒါကကိုရခဲ့တဲ့တွေ့ခဲ့တဲ့တွေ့ကြုံနဲ့ပတ်သက်ပြီးပြောတာအကောင်းဆုံးရှင်သန်ဖို့လိုတာပေါ့ဟိုလူပြောရနောက်ဒီလူပြောရနောက်ကိုလိုက်ပြီးတော့မဟုတ်ပဲနဲ့ဒါပေမဲ့ဒီကဘာက resource ကနဲတော့ fight နေရတယ်လူတွေကတော့နောက်ပြီးအင်အားကြီးလူတွေကအနိုင်ရတော့အဲ့လိုပဲမတက်တာဘူးပေါ့အင်အားကြီးအောင်လိုက်လုပ်ကြရင်လည်းပြင်ပြမနေရတယ်အဲ့လိုတော့ရှိတာပေါ့ဒါပေမဲ့လည်းကို့မှာအဲ့လိုမျိုးအခွင့်အရေးရှိတယ်ဆိုရင်တော့အရန်ကြီးဒီအောင်မြင်မှုတို့အဲ့လိုမျိုးဟိုနောက်ဒီနောက်တွေလိုက်ပါနဲ့ဒါမှမဟုတ်ကိုလိုချင်တော့လုပ်ပါjust do what you want အဲ့လိုမျိုးလုပ်နိုင်အောင်လဲစူးစမ်းပါ